ဒီနေ့ဗီဒီယိုလေးကတော့ကျွန်တော်တို့ရဲ့ customer တွေကိုချုပ်ပုံလေးမပြပေးရတာကြာပြီမို့လို့ပြပေးမှာဖြစ်ပါတယ်ဒီဗီဒီယိုထဲမှာလေအလှလေးကြီးပဲပြပေးမှာမလို့ဗီဒီယိုဆုံးတဲ့အထိကိုမျက်တောင်မကအသက်မရှိဘဲနဲ့ကြည့်ပေးပါစားရပါနော်ဒီကောင်တွေကလေအဲရာတဲတွေကိုချုပ်ထားတယ်လို့ပြောရင်ဘယ်သူယုံပါလဲနော်ဘယ်သူမှမယုံဒီဟာလေအဲရာဆိုလို့ရှိရင်ဘယ်နေရာမှာအဲရာပါလို့ပါမှန်းအောင်သိလိုက်မှာမဟုတ်ဒါကြောင့်မို့မင်းတို့အဲရာတဲတွေရောက်နေရဆိုလို့ရှိရင်လေဝိမဲ့မမလို့ဆိုလို့ရှိရင်အဲရာတဲတွေကယူပါလို့ဘာကြောင့်ပြောလဲဆိုတာခုသိပြီဟုတ်မင်းတို့ဆိုင်မှာဝေးလို့ရတဲ့အဲရာတွေကြီးပဲရောင်းပေးတဲ့အပြင်ဟိုမှာပြန်ရောင်းမယ်မမလို့ဆိုလို့ရှိရင်လေလုံးဝမသိတာတဲ့အဲရာတွေကြီးပဲမို့လို့ပြန်ရောင်းလို့လည်းအဆင်ပြေတယ်အခုမင်းပြပေးနေတဲ့ချုပ်ပုံလေးရဲ့မှာဒီချုပ်ပုံလေးကိုအကြိုက်ဆုံးမသိလားသူ့ရဲ့အဓိကအခုလိုပေါင်လေးရအသက်ပဲကဲနောက်တစ်ထည်ဒီဟာကတော့လေအမေးများဆုံးအကြိုက်များဆုံးဖြစ်တယ်လေမေးမြင့်မှုပလဲစီအစင်နေရနော်မမတို့ဒီကောင်လေးဆိုလို့ရှိရင်လေလုံးဝချစ်စရာလေးခါးနာလေးကလေဝဲဝဲကားကားလေးချုပ်ပေးတာလေဒီမှာလက်ဖောင်းလေးလည်းပါတယ်နောက်ကျောမှာသူကအပေါ်မှာကျဲသီးတက်လေးနဲ့ဟိုမှာအောက်မှာစစ်လေးနဲ့ခါးလေးကဝဲဝဲကားကားလေးနော်ဒါလေးဆိုလည်းတော်တော်လေးလာတယ်မမတို့ကဲခုပြနေတဲ့အချိန်ဒီကိုလေအဲရာတဲ့ဆိုတော့ဘယ်သူမှမယုံသေးဘူးဒါကြောင့်မို့လေမင်းတို့အဲရာတဲ့ဗီဒီယိုတွေမှာဆိုလို့ရှိရင်လေချုပ်ဝဲမမဆိုလို့ရှိရင်ယူဆိုအမြဲတမ်းတိုက်တွန်းနေတာဒါကြောင့်မလို့ဈေးလည်းတက်တာတယ်ချုပ်ဝဲရတာလည်းအရန်တက်နေမမတို့ရဲ့နော်ပြီးတော့လေနောက်တစ်ခုအဲရာတဲ့ဝဲရဲဆိုတာလေဘသူမှတကူတကာကြီးလိုက်ပြီးရှာကြံပြီးကြည့်မနေဘူးနော်ဟဲနင်းတဲ့ရအဲရာတဲ့ကြီးလားနေ့ထဲမှာဘာကြီးအဲရာပါလဲဆိုဘသူမှလည်းမသိဘူးနော်ဝဲလို့ရှိရင်လေလုံးဝအကောင်ပဲကိုမတို့ချုပ်ပုံလေးဆိုလို့ရှိရင်လေလုံးဝ cute တိုက်လေးနဲ့အရန်ချစ်စရာကောင်းတယ်နောက်တစ်ချိန်ဒီဟာဆိုလို့ရှိရင်လေပေါ်ဝါပါအုတ်ကြီးကိုချုပ်ထားတာမမတို့ပေါ်ဝါမချုပ်ဘူးဆိုလို့ရှိရင်အင်ကြီးနှစ်ထည်အမြဲတမ်းရတယ်လို့ညီမလေးကိုပြောရောက်နေကြနော်အခုဒီဟာပေါ်ဝါမချုပ်ထားတဲ့အတွက်ကိုမှ तू ကအင်ကြီးနှစ်ထည်ရတယ်အခုဒီဇိုင်းလေးဆိုရင်ကောလာမှာအစလေးကိုထည့်ပေးတာအရန်လာတယ်ဒီမှာအောက်နားဆိုလို့ရှိရင်လေဒီလိုအတွန်လေးနဲ့ကျောဘက်မှာဒီလိုဒီဇိုင်းလေးနဲ့ပါသူကလေလက်မှာအနားလေးမှာဒီလိုလေးထည့်ပေးတာလေပြီးတော့သူကလက်ဖောင်းလေးလည်းပါသေးတယ်ချစ်စရာလေးနော်ဒီဟာကကြအင်ကြီးတစ်ထည်ပေါ့နော်ဒီဟာဟိုမှာနောက်ထပ်အဆင့်ရှိသေးတယ်သူကဒီဟာကြလေအင်ကြီးလုံကြီးသားဟိုမှာအများကြီးထည့်ပေးထားတာနော်သူ့ရဲ့ဒီဇိုင်းကလည်းချစ်စရာလေးဒီမှာလေးသူလုပ်ပေးထားရတယ်ဒါလေးဆိုလို့ရှိရင်မသိခုမှသိချကြည့်မြနှစ်ထပ်ဒီဇိုင်းလေးနော်ဒီလိုနှစ်ထပ်ဒီဇိုင်းလေးအရန်လာတယ်မမတို့ဒီဇိုင်းလေးလာတယ်ပြီးတော့သူကလေအောက်မှာစီးကွင့်လေးပါသေးတယ်ဒီဟာလေးကျဲသီးမှလေးအဲ့လိုမျိုးလေးထည့်ပေးတာလေအရန်ချစ်စရာကောင်းတယ်ဒီလားလှုပ်လေးဒီဟာဆိုလို့ရှိရင်လည်းရန်လာတယ်နောက်မှာသူကဒီမှာအပေါ်မှာကျဲသီးလေးနဲ့အောက်မှာစစ်လေးတယ်နော်အရန်လာပါတယ်ဝမ်းဆက်ဆောက်အင်ကြီးတစ်ထည်နဲ့ရိုးနေပြီဆိုလို့ရှင်ဒီလိုပေါ်ပါပါတယ်ရယူပြီးအင်ကြီးတစ်ထည်ချုပ်ပေးပြမမတော့နော်မယူအောင်ဝတ်လို့ရတယ်မင်းခုပြပေးလိုက်တာတွေကအဲရာတွေကနေမှဒီချုပ်ထားတဲ့ဝမ်းဆက်လေးမို့လို့အရန်ကိုမှလာပါတယ်ခုလိုမျိုးအဲရာတွေကနေမှချုပ်ဝေးခြင်းနဲ့ဆိုလို့ရှိရင်မင်းတို့ဆိုင်မှာအဲရာတွေလေးရှိပါမယ်နော်